ကျဝမ်စုရဲမှာနေထိုင်တဲ့အသက်60အဖိုးတယောက်ခွေးကိုက်ခံရပြီးနေရာမှာပွဲချင်းပြီးဆုံးသွားခဲ့တယ်။ဈေးကြီးတဲ့ခွေးတွေကိုက်ခံထိတာမဟုတ်ဘူးနော်ရှင်။ရိုးရိုးခွေးငါးကောင်ကကိုက်သွားခဲ့တာအဖိုးကအိပ်ပြန်ရင်အဲ့လန်ကအမြဲတမ်းတွာလာပြန်နေကြအဖိုးရဲ့ပေးနာချံမှာခွေးငါးကောင်မွေးထားပါတယ်ရှင်။ပိုင်ရှင်ဟာသူ့ရဲ့ခွေးတွေကိုကျိုးမချီထားဘူးဒီတိုင်းခြံထဲမှာပဲလွတ်ထားတယ်။နောက်ပြီးတော့ခွေးပိုင်ရှင်ဟာအလောက်သွားတဲ့အခါတိုင်းသူ့ခွေးတွေကိုဒီတိုင်းပဲလွတ်ထားခဲ့ပါတယ်ရှင်။ခွေးငါးကောင်ကခြံရှိကဖြတ်သွားတဲ့သူတွေရောလမ်းကတွေ့တဲ့သူတွေကိုအမြဲတမ်းလိုက်ကတ်တက်တော့နေရဲ့ခွေးတွေဟာလမ်းသွားလမ်းလာတွေကိုဒီလိုပဲလိုက်ကိုက်တက်တယ်နော်ဆိုပြီးတော့ခွေးပိုင်ရှင်ကိုအတီးပေးပြောပြခဲ့ပါတယ်ရှင်။ဒါပေမဲ့ခွေးပိုင်ရှင်ဟာအဲ့တုန်းကစိတ်ဝင်စားခဲ့ပါဘူးရှင်။တော့တာလည်းအချိန်ပေါင်းမနည်းခဲ့တော့ပါဘူးရှင်။အဲ့လိုနဲ့6လပိုင်းတရက်နေ့မနေ့တော့ကဆုံးသွားသူအဖိုးကအိမ်ပြန်လာခဲ့တယ်။ငါးကောင်ကအိမ်ကြီးအဖိုးရဲ့အနံ့ကိုလည်းတီးတယ်။ရေနဲ့ပုံမှန်အပြင်သွားတဲ့အခါတိုင်းခွေးကိုက်ခါရမှာဆိုလို့အဖိုးကတုတ်ရှိအမြဲတမ်းဆောင်သွားလေးရှိတယ်။လိုက်ဆွဲရင်တုတ်ရှိတော့ခွေးတွေကအနားမကက်ရဲကြပါဘူးရှင်။မနေ့တရက်နေ့ကအဖိုးကတုတ်ချောင်းမယူသွားခဲ့ရဘူး။အောင်းနေတဲ့ခွေးငါးကောင်ကအဖိုးကိုဝိုင်းကိုက်ကြပါတော့တယ်ရှင်။ဘယ်နေရာကိုကိုက်တယ်လဲဆိုရင်ဒုက္ခနာကိုရဲ့အရေးကြီးတဲ့နေရာတွေလောက်တော့ကိုက်အားပြင်းတယ်လဲဆိုရင်အဓိကလေပင်သွေးကြောမကြီးပြက်ပြီးအဲ့ဒီနေရာမှာပဲအဖိုးကဆုံးသွားခဲ့တယ်။ဖိုးရဲ့သားပြောပြတာကလွန်ခဲ့တဲ့တစ်နှစ်လောက်ကအဲ့ဒီခွေးတွေပဲအဖေကိုလိုက်ကိုက်ဖူးတာအဲ့တော့အဖေကအပြင်းသွားတာဒုတ်ရှိအမြဲတမ်းစောက်သွားတာအရှင်ကလည်းသူ့ရဲ့ခွေးငါးကောင်နဲ့ပတ်သက်ပြီးတာဝန်ယူမယ်လို့ဆိုပါတယ်ရှင်။ဒါပေမဲ့သူဟာလက်လုံလက်စားတာမန်သူတယောက်ဆိုတော့အပြည့်အဝတာဝန်ယူနိုင်လားမယူနိုင်လားဆိုတာတော့မသိရပါဘူးရှင်။အမှန်ဆိုဟိုးရင်ထဲကမဖြစ်ခင်တည်းကသူ့ရဲ့ခွေးတွေကိုကြိုးချီထားရမှာပါရှင်။အကြိမ်ကြိမ်တတိပေးနေရင်လည်းသူမစိတ်မဝင်စားခဲ့တာအဖိုးရဲ့အမဖြစ်သူကတော့ဒီကိစ္စအတွက်တရားမျှတမှုလိုချင်တယ်လို့ဆိုပါတယ်ရှင်။တရက်ကလေးဒုတ်ချောင်းမယူသွားတာနဲ့ပဲခွေးငါးကောင်ကအဖိုးရဲ့အသက်ကိုချွေယူသွားခဲ့တယ်။တက်ကြီးမှတော့တနာပါတယ်လဲပင်သွေးကြောပေါက်အောင်ကြိုက်တာဘလောက်တော့ခန်းစားလိုက်ရမလဲရှင်။တော့အဲ့ဒီခွေးငါးကောင်ကိုလည်းတခုခုစီစဉ်မယ်လို့သိရပါတယ်ရှင်။နောက်ရှိသေးတဲ့စိုက်ကဲနဲ့အပြင်သွားရင်လည်းခွေးတွေကလိုက်ကိုက်တက်တယ်ခမ်းမသိရင်စိုက်ကဲမှောက်နိုင်ပါတယ်ရှင်ခွေးကတော့ဘာမှမဖြစ်ဘူးနော်လူကအရင်ဆုံးနာမှာပါရှင်အမတို့ကလည်းလမ်းမေးခွေးတွေလိုက်ဆွဲတာလိုက်ကိုက်တာခံခဲ့ရဘူးပါတယ်ရှင်ကံကောင်းလို့ဘာမှမဖြစ်တာပါနောက်ပြီးတော့တကယ်လို့ခွေးကိုက်ကန်ထိရင်ခွေးယူကာကွယ်ဆေးကလည်းအပတ်ရည်လာတိုင်းတွားရပါတယ်ရှင်ဈေးလဲကြီးပါတယ်ရှင်ထိုးပြီးရင်လည်းအရန်နာပါတယ်ရှင်အဖေခွေးဆိုရင်တော့ကိုပစံနဲ့ကိုကူးရမှာပါပိုင်ရှိတဲ့ခွေးဆိုရင်တော့ရော်ကြီးရမှာကနောက်မှာပါရှင်အရင်ဆုံးနာကျင်ရမှာကကိုပါအလုတ်သွားအလုတ်ပြန်တဲ့သူလေးအိတ်ဆောင်လျှက်စစ်ဒုတ်ချောင်းငယ်လေးတွေကိုစောင်းထားတင်ပါတယ်ရှင်သူကခလုတ်လေးနှိမ့်လိုက်လို့ရှိရင်ဒုတ်ရှိပုံစံဖြစ်သွားပါတယ်ဒါကြောင့်ခွေးမွေးတဲ့သူတွေလည်းကြိုးချီထားပါတကားတွေလုံးလုံးချုံချုံပိတ်ထားပါအပြင်သွားရင်လည်းဂယုစိုက်ပြီးတော့သွားကြပါရှင်